right ငါတဲကိုရလာဘလုံးဝမထင်ထားဘူးကွာငါနဲ့ကွာဒီတော့မနဲ့မသိပါရဲ့ခါကနေလုံးလုံးတွဲလာတာဟာဒီငါကွာလုံးရတယ်ကွာလုံးရတယ်ငါပြောတော့ကြားရလားအင်းကြားရကြားနောက်ထောင်နေရလားထောင်နေလေတခုတော့ပြန်ပြောလေကွာငါတို့ကနော်ဒီတော့ကွာဟောဒီနေ့သူဘာလုပ်လဲဆိုတော့စတော်ကတွေ့မယ်ဆိုတော့ချိန်နေပုံသက်ချိန်မှာတွားတွေ့ငါတွားတွေ့တော့ဘာလုပ်လဲထင်လဲတော့နောက်ဝင်မိတ်ဆက်ပြီးရတယ်ကွာဖြစ်နေတာဖြစ်နေတာဖြစ်နေလားလို့အေးမဖြစ်တယ်ဟုတ်တယ်ဘာဖြစ်ဟုတ်တဲကွဲနေဘာလို့တဲကွဲနေငါနဲ့ငါကောင်မလေးနဲ့ပြန်သွားပြီကောင်းနေလေအဲ့တော့မင်းစိုးရိမ်ရဒီကောင်မကိုဖြတ်တယ်နော်ဒီကောင်မမင်းကောင်းမှမကောင်းတော့မင်းပေါ်လဲဒါတော့နိုင်ကျက်နေမင်းဘာလို့မလဲကောင်းနေဒါမဲ့လေတကယ်ကြီးဒီလိုရှိတယ်ငါပေါ်မကောင်းတာတော့ငါသိရကွာဒါမဲ့ငါအရင်ဖောက်ပြန်လို့ပြတ်ဩမင်းကကွာယောက်ျားလေးပဲအပျော်ရှာတော့ရှိမှာဩမင်းကပြီးတော့ယောက်ျားကောင်မမထောင်တော့ရှိသေးရဲ့လေမင်းနားမလဲကွာပြတ်မှန်နေတကယ်ကြီးဒါမဲ့လေကွာပေါ့နော်ငါအဲ့နောက်ဖောက်ပြန်နေဆိုတဲ့တယောက်ကလည်းလေငါတကယ်ကြိုက်လို့မဟုတ်ဘူးအဲ့တယောက်ကလည်းငါအပျော်ကြဩမင်းကလည်းကွာယောက်ျားလေးပဲဒီလောက်တော့ရှိမှာပေါ့အပျော်ပါဖြစ်လေမင်းကလည်းပျော်ပါပဲကိုဘွားဖြတ်တန်းမှာလေဘာလို့ဘွားပျော်နေသေးခဲ့လေဟာမင်းကဘလောက်မိုက်လဲတကယ်ဟာကြောက်မှန်နေလို့စလို့ဟာမင်းကလည်းဒါမဲ့ငါတယောက်နဲ့ကြာလေအကြိုင်တွဲခဲ့ရဆိုတော့လေရင်ထဲမှာနည်းနည်းရှိတော့လေသွားဆောင်စမ်းတော့လေ तू ကနောက်တစ်ယောက်တောင်ရနေဟာအဲ့ဒါဒီတော့မှဒါမင်းမဖြစ်တယ်မင်းလိုမျိုးဒီကောင်မကလေဒါလုံးဝမဖြစ်တယ်ပြမရိုက်ဘူးငါရိုက်လိုက်ရိုက်ပြီအဲ့လောက်ကြီးလည်းမဟုတ်ဘူးကွာရိုက်ဖို့ထိရလဲလေသူနဲ့ကမျက်နှာချင်းဆိုင်လို့တိတ်အဆင်မပြေဘူးကွာဘာလဲဆိုတော့လေငါအဲ့လိုလေငါဘက်ကလည်းဖြတ်သေးတယ်ပြီးတော့ငါအရင်ဖောက်ပြန်နေပြီးတော့အဲ့လိုနောက်ပဲတွဲလို့ဆိုပြီးတော့လေငါဒေါသဖြစ်ပြီးတော့သူ့အိမ်ကိုဖုံးဆက်ပြီးတော့ငါဆဲလိုက်ပြီးပြန်ဆဲရုံနဲ့မဟုတ်ဘူးရောက်တအိမ်လုံးမှာမီးချိုလာအခုတော့ဆိုလိုက်တကယ်မို့ငါမားတာငါလည်းမသိအောင်ပဲငါဒီကမင်းမားတယ်တော့မှာရောက်ပြန်တယ်ငါတော့မင်းလည်းစိတ်ချောငါလည်းစိတ်ချောနော်ငါလူမရိုက်လိုက်ရှာလဲနှံ့နေမြဲဒီဆက်ကြောင်နဲ့ရောက်ညနာလည်းဘယ်လိုဖြစ်တာကွာအီးမန်နဲ့ရုံနဲ့ကွက်နေလို့ကွက်တာဘယ်လိုဖြစ်ကွက်တာညလေငါသူ့မာနဲ့နှခမ်းနေတော့အခုချက်ချင်းလာဖို့လို့လေငါ့ကိုဘလို့ပါFacebook ရော Viber ရော Messenger ရောအခုဘလို့ပါလဲပုံစံတာပုံပါဘလို့ပါလဲဘာမှလုပ်မရတော့ဒါမင်းကိုဖြတ်တာတော့မဟုတ်တော့သေးပါဘူးဒါစိတ်ကောက်တဲ့သဘောရှိငါပြောပြငါတော့ကတော့ဒီလိုလည်းခိုင်းဝယ်ပြရတယ်ပါငါဆိုတော့ဘာမှလည်းဝယ်ပြနေတယ်ဘာမှလည်းပြောချင်တယ်မရဘူးအကြောင်းနဲ့တက်ချင်တော့အကုန်လုံးဘလောက်ပါအားကြောင့်ကိစ္စဆိုတော့ပြောပါငါတို့ရဘယ်ခုပါစိတ်ကောက်တက်တယ်နော်တကယ်ပြောရပါမင်းတဲခွဲတယ်ဆိုတော့ဒီလိုပဲရှိငါတော့ကြည့်ပါငါတို့ရငါတော့ဘာပြောနေမရဘူးဘာမှမစီကြပါနဲ့ဘာမှမစီကြပါနဲ့ဘာသူ့အိမ်ပုံစံသူ့အိမ်ပုံစံပြောတာသူ့မိပုံစံသူ့မိပုံစံပြောတာစဉ်းစားကြည့်ပါနေတယ်မနေဘူးကွာတွေ့ရတယ်ကိစ္စဒီနေ့ငါနေတွေ့တဲ့ကိစ္စဒီအဲ့ဘယ်လိုကိစ္စကိုစဉ်းစားကြည့်တော့အားလုံးဘလို့ပြောတာတော့ဝင်ကြည့်တယ်အားလုံးတက်တော့နောက်တော့သူ့ရဲ့တော့ဘယ်နဲ့ကိစ္စလဲလက်ရှိမှာတိုင်ထားတယ်အဲ့ဒါသူပြောတဲ့တကယ်ချင်းစီလာကွာမင်းစိတ်တကယ်ချင်းဒီနေ့ကြိုင်ရတယ်ငါလည်းငါတော့ပြောတယ်သူလည်းပြောအချင်းနဲ့ဖြစ်လို့ရတယ်ဆိုတော့ငါတော့ဘာမှမပြောဘူးသူလည်းရင်ပြောပြတော့မင်းစိတ်ကြည့်ပါဒီလိုပြောပါငါပြောနာပါတော့ဒီစက်ပြောင်းရရလေးရှိတယ်ဒီနေ့ကလည်းဘာမှအဆင်မပြေဘူးကွာရရကိုလည်းဆိုတော့ဘယ်ကိုလဲဆိုပြီးစရာကိုလည်းဆိုအဲ့ဒီအပြင်မှာဘာခံစားနေကြလို့ဆိုသူအချင်းတော့တော့တော့ဘာလုပ်လဲရပါလိမ့်တယ်ညိုနေတယ်ကွာပဲစလို့အားလုံးဒီသားပြတာဆိုတော့ပဲတက်တယ်ငါလာနေတော့ရငါတော့မရဘူးတော့မရဘူးငါဘာလဲဟာတဲ့ခွက်ငါလေ